ကမ္ဘာ့ဖလားဆီမီဖိုင်နယ်ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ဒီအင်္ဂလန်နဲ့အာဂျင်တီးနားတို့ပွဲမှာကျွန်တော်တို့ဒီဘယ်အသင်းကနေပြီးတော့နိုင်ပြီးတော့ဒီဖိုင်နယ်မှာစပိန်နဲ့တွေ့သွားမလဲ။ဒီဟန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ဘာလို့လဲဆိုတော့ဒီပွဲမတိုင်ခင်တည်းကဒီအင်္ဂလန်ရဲ့ကစားသမားဟောင်းတွေဖြစ်တဲ့ကစားသမားဟောင်းတွေဆိုရင်လည်းဒီအင်္ဂလန်မှာဆိုလို့ရှိရင်ပေါ့နော်။ဒီအင်္ဂလန်အာဂျင်တီးနားရဲ့ဒီစူပါစတာဖြစ်တဲ့လီယိုနယ်မက်ဆီကိုတိုက်စီရမှာမဟုတ်ဘဲနဲ့အာဂျင်တီးနားကတည်းကဒီအင်္ဂလန်ရဲ့ကိုယ်လက်ကစားသမားဖြစ်တဲ့ဂျုပ်ဘယ်လင်ဂမ်ကိုတိုက်စီရမှာဆိုပြီးတော့ဒါစကလုံးတွေစစ်ထိုးပြီးတော့ဒါပွဲမတိုင်ခင်တော်တော်ပွဲဆူနေတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအင်္ဂလန်နဲ့အာဂျင်တီးနားတို့ရဲ့ဒီထိတိုက်တွေ့ဆုံကြတဲ့ဒီလိုခဲ့တဲ့၃ပွဲပေါ့နော်ထိတိုက်တွေ့ဆုံခဲ့တဲ့နောက်ဆုံး၃ပွဲမှာဆိုလို့ရှိရင်ဒါ၃ပွဲအဝေးဆိုတာဒီ2002မှာတစ်ခါပြီးလို့ရှိရင်ဒီ1986မှာတစ်ခါ1988မှာတစ်ခါဒီ၃ညတွေ့တယ်ပေါ့နော်အဲ၃ညမှာဆိုလို့ရှိရင်အာဂျင်တီးနားကဒီတပွဲနိုင်တပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပြီးတော့ဒါအဲ့တုန်းကဆိုလို့ရှိရင်တော့ဒါကမ္ဘာဖလားပွဲတွေမှာပဲသူတို့တွေ့ခဲ့တာပေါ့နော်တခြားဒီဂျားပွဲတွေဒီစီးတန်းပွဲတွေမှာတော့သူတွေထိတ်တိုင်မတွေ့ခဲ့ဘူးပေါ့အဲ့တော့ဒီအခုလက်ရှိအာဂျင်တီးနားရဲ့ပုံစံနဲ့ဒီအင်္ဂလန်ရဲ့ပုံစံဒီအရန်ကြီးကွဲပြားတဲ့တဲတော့မပါဘူးကစားပုံကအရန်မကောင်းကြဘူးအာဂျင်တီးနားရဲ့ဒီကွင်းလေပြီးလို့ရှိရင်တိုက်စစ်ခံစစ်ကကွင်းလေလည်းကောင်းတယ်ခံစစ်ကလည်းဒီဂိုးတွေပေးနေရပြီးတော့တိုက်စစ်ကလည်းဂိုးတွေပြန်ရနိုင်တယ်ဒီဘယ်ချိန်မှဆိုပြန်ရနိုင်တဲ့အနေအထားရှိတယ်ပေါ့အဲ့တော့အာဂျင်တီးနားဘက်ကိုအဓိကပြောကြည့်ကြအောင်အဲ့တော့အာဂျင်တီးနားဘက်ကိုပြောကြရမယ်ဆိုလို့ရှိရင်အာဂျင်တီးနားကဒီဥစုပထမဆုံးပွဲဖြစ်တဲ့ပေါ့ဒီကမ္ဘာဖလားဥစုပထမဆုံးပွဲဖြစ်တဲ့ Algeria နဲ့ပွဲမှာဆိုရင်3-0တော့ဒုတိယဥစုပွဲဖြစ်တဲ့ဒီ Australia မှာဆိုလို့ရှိရင်2-0ဖြစ်ပြီးတော့ဒီဥစုနောက်ဆုံးပွဲဖြစ်တဲ့ဒီ Jordan နဲ့ပွဲမှာဆိုလို့ရှိရင်3-1နဲ့သူတို့ဒီဥစု3ပွဲသလုံးနိုင်ပြီးတော့ဒါဥစုပထမနဲ့ဒါတက်လာတာပေါ့နော်ပြီးလို့ရှိရင်ဒီ32သိန်းအဆင့်မှာဆိုလို့ရှိရင်ကိတ်ပါတွေကို3-2ပြီးလို့ရှိရင်ဒီ16တင်းစစ်မှာဆိုလို့ရှိရင်ဒါ Egypt ကို3-2 Egypt ကိုလည်း3-2ပြီးလို့ရှိရင်ဒီ quarter final မှာဆိုလို့ရှိရင်ဆွစ်ဇာလန်ကို3-1ဆိုတော့ရလာတဲ့သူဒီအနိုင်ယူပြီးတော့ဒီ semi final မှာဒီအင်္ဂလန်နဲ့လာဆုံးနေတာပေါ့အဲ့တော့သူတို့တွေ့ကြုံလာခဲ့တဲ့ဒီ32တင်းအဆင့်ကနေစပြီးတော့ဒီ quarter final အထိကိုကျွန်တော်တို့ကြည့်လိုက်တဲ့ပွဲတွေမှန်သမျှဒီကောင်းဒီပြိုင်ဘက်ကိုထိချုပ်ထားခြင်းမရှိဘဲနဲ့ဒီဂိုးတွေရင်တော့ပေးရတယ်ပြီးသူတို့ကပြန်လိုက်လာပြီးတော့ဒါပြန်လာပြီးတော့ဒီပွဲကိုပြန်ထိချုပ်တဲ့အနေထားတွေပေါ့အဲ့လိုပွဲတွေပြန်ကြည့်မယ်ဆိုရင်ဒီလိုပွဲတွေအဲ့ဒီကြာသွားလို့ကြာကစားလို့ရှိရင်ပေါ့ဒီတပွဲနဲ့တပွဲဆိုလို့ရှိရင်ကန်ကောင်းတာတွေလည်းပါနိုင်လိမ့်မယ်လားပြောလို့ရှိရင်အာဂျင်တီးနားဆိုလို့ရှိရင်စစ်တပ်ပိုင်းရတယ်ဒါတခြားသင်းတွေနဲ့ဆိုလို့ရှိရင်ပို့ပြီးတော့စူးစီးမှုကောင်းတယ်ပေါ့လက်ရှိချန်ပီယံဆိုတဲ့ဒီခွန်အားနဲ့ပဲသူတို့တခြားပြိုင်ဘက်တွေကိုဒါကောင်းအောင်နိုင်လို့ရတဲ့အနေအထားတွေလည်းရှိပါတယ်ကိတ်ပါတီနဲ့ပွဲပါဆိုလို့ရှိရင်များဒီသူများတွေကလုံးဝဒီကိတ်ပါတီကိုလိုပဲပြည့်အနိုင်ပဲဆိုပေမဲ့လည်းဒီအချိန်မူရီရောက်သွားပြီးတော့ကိတ်ပါတီရဲ့ဒါမထင်မှတ်တဲ့တုတ်ပြန်မှုတွေကြောင့်ဒါအာဂျင်တီးနားတော့အခက်တွေ့ခဲ့တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီအီဂျစ်နဲ့ပွဲမှာဆိုလို့ရှိရင်လာပြောကြရတယ်အများကြီးဖြစ်ခဲ့တဲ့ဒီအီဂျစ်နဲ့ပွဲပေါ့နော်ပထမပိုင်းမှာဆိုလို့ရှိရင်ဒါ2-0နဲ့မိနစ်90လောက်အထိကိုဒါအာဂျင်တီးနားနိုင်ထားပြီးတော့အဲ့ဒီနောက်ပိုင်းမှာဒီတိတ်မကြံတော့တဲ့ဒီ7မိနစ်ကျော်လောက်ပိုင်းခြားတွင်းမှာတော့3လုံးလိုက်ထည့်ပြီးတော့ဒါကမ်ဘတ်နဲ့ဒါပြန်လာခဲ့တယ်ပေါ့နော်အဲ့ပွဲမှာလည်းဒါ VAR တွေရှိမယ်တခြားအကြောင်းအရာတွေလည်းဒါပြောကြရတယ်ဖြစ်ခဲ့တယ်ပေါ့ပြီးလို့ရှိရင်ဆွစ်ဇာလန်နဲ့ပွဲမှာဆိုလို့ရှိရင်ဒါတရားဦးအနီးကပ်နဲ့ဆွစ်ဇာလန်ဘက်ကအထောက်ခံလိုက်ကတော့မှဒီမိနစ်ဒီပုံမှန်မိနစ်တွေရဲ့ကျော်သွားပြီးတော့ဒါတခြားမိနစ်တွေပဲဒါ15မိနစ်နှစ်ပိုင်းခွဲကန်ရတဲ့ဒါအချိန်ပိုမိနစ်တွေမှာပဲသူတို့ဒါအာဂျင်တီးနားတို့ဒါအနိုင်ကန်ပြီးတော့ဒါဒီ semi final ကိုရောက်လာတာပေါ့နော်အဲ့တော့ဒီဂိုးတွေလည်းပေးရတယ်တက်စစ်ကလည်းကောင်းတယ်ကွင်းလဲရလည်းဒါစိတ်ဆိုးတယ်တော့မပါဘူးပေါ့နော်ကွင်းလဲမှာဆိုလို့ရှိရင်ဒါချက်သေးတဲ့သူဖာနန်ဒါတို့ဒီပါဦးတဲ့ဒီအလက်မကလာစရာတို့ပြီးရင်အင်တာမိုင်ယာမီတစ်ပြတဲ့ဒီပေါ်တို့ပါဆိုရင်ဒီ၃ယောက်ကဒီအတွဲညီနေတဲ့ဒါကွင်းလဲကိုထိချောင်းမောင်းနေပြီးတော့ဒီတက်စစ်မှာဆိုလို့ရှိရင်ဒါဂျူလီယန်အဲဗာရက်ရှိမယ်ပြီးလို့ရှိရင်ဒီလီယိုနယ်မက်ဆီပြီးလို့ရှိရင်ဒါမာတင်နက်တို့ပါပဲရှိတယ်ပေါ့နော်ဒါကိုပိုကဒီကစားအတက်စစ်ကစားသမားဖြစ်တဲ့လီကိုဘတ်တို့ပါဆိုလို့ရှိရင်ဒီပွဲမှာသုံးဖို့ကတော့ဒါလမ်းတော့မမြင်သေးဘူးပေါ့နော်ဒီအဓိကကစားသမားတွေပဲသူလီယိုနယ်စကာလိုနီကတုံးသွားမယ်လို့ပဲကျွန်တော်တို့ဒါခံမှရတယ်ပေါ့နော်ခန်းစစ်မှာဆိုလို့ရှိရင်လည်းဒါဖီကိုတို့ပြီးလို့ရှိရင်ဒါမာတင်နက်တို့ပြီးလို့ရှိရင်ဒါဒီမူလီနာတို့ဘူမဲတို့ရှိတယ်ပေါ့နော်ဘူမဲတို့ရှိဒီခန်းစစ်မှာဆိုလို့ရှိရင်လည်းဒါဒီခန်းစစ်ရဲ့ပုံမှန်ဒီဘယ်လိုပြောရလဲမာတင်နက်ဆိုလို့ရှိရင်လည်းဒါဒီပွဲကိုပဲဒါသူကိုယ်တိုင်ပွဲထွက်ပြီးတော့ပဲဒါဖတ်မယ်လို့လည်းဒါခံမရတယ်ပေါ့နော်အဲ့တော့ဒီပွဲတွေကခံမရတာနည်းနည်းတော့ခတ်တယ်ဗျာ
ဘယ်လိုခတ်တာလဲဆိုလို့ရှိရင်ဒါဒီနှစ်သင်းကလည်းကျောင်းတော်ကရန်သားတွေရှိခဲ့တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါမနေ့ကပွဲလိုမျိုးပဲစပိန်နဲ့ဒီပြင်သစ်ပွဲလိုမျိုးပဲတစ်ဖက်သင်းကိုလုံးဝထင်ထားပြီးမဲ့လေဒါတော့ဖက်သင်းကမဖြစ်နိုင်တာတွေဒီမဖြစ်နိုင်တော့မဟုတ်ဘူးနော်တစ်ဖက်သင်းကချူချူတီတီနဲ့ကစားသွားတဲ့ခါကျတော့ရှင်အရန်ကောင်းပါဆိုတဲ့အသင်းတွေကလည်းအချူချူတီတီနဲ့ကစားတဲ့အသင်းတွေအောက်မှာပဲသူတို့တွေကလုံးဝအသင်းရဲ့ form ပြတ်ပြီးတော့ဒါအရှုံးပေးလိုက်ရတဲ့ပွဲတွေရှိတယ်ပေါ့နော်အဲ့တော့ဒီအင်္ဂလန်နဲ့ပွဲကိုတွက်ကြည့်ကြမယ်ဆိုလို့ရှိရင်အင်္ဂလန်မှာဆိုလို့ရှိရင်ဒါဒီအင်္ဂလန်ခရိုအေးရှားနဲ့ကမ္ဘာ့ဖလားပထမဆုံးပွဲဖြစ်တဲ့အုပ်စုဖွင့်ပွဲဖြစ်တဲ့ခရိုအေးရှားနဲ့ပွဲမှာဆိုလို့ရှိရင်4-2နဲ့နိုင်ပြီးတော့ဒါဂါနာနဲ့အုပ်စုဒုတိယပွဲမှာဆိုလို့ရှိရင်ဒါဇီးဇီးနဲ့တည်ကြတယ်ပေါ့နော်ပြီးရှင်အုပ်စုနောက်ဆုံးပွဲတွေဖြစ်တဲ့ပနားမားနဲ့ပွဲမှာဆိုလို့ရှိရင်လည်း2-0နဲ့နိုင်ပြီးတော့ဒါ3နဲ့တင်ဆင့်ကိုတက်လန်းသွားတယ်ပေါ့3နဲ့တင်ဆင့်မှာဆိုလို့ရှိရင်ဒီယာကူကိုဒါအချိတ်နဲ့ကစားပြီးတော့ဒါ2-1ဆိုတဲ့ရလဒ်နဲ့ဒီနိုင်ပြီးတော့16တင်ဆင့်မှာဆိုလို့ရှိရင်တော့ဒါအေရှီယံမက္ကဆီကိုနဲ့ဒါရှင်ပြန်ရတယ်ပေါ့အေရှီယံမက္ကဆီကိုနဲ့ပွဲမှာဆိုလို့ရှိရင်ဒါအစောပိုင်းမိနစ်တွေမှာဆိုလို့ရှိရင်ကစားပုံရမ်းမကောင်းမက္ကဆီကိုကပဲကျွန်တော်ဒီအင်္ဂလန်ကိုဖိအားပေးနေတဲ့အနေအထားတွေကြားမှာပဲကျွန်တော်ဒီဂျူဘယ်လင်ကဒီဒါမှမိနစ်အစောပိုင်းမှာဒီ2-0ဆိုတဲ့ရလဒ်ကိုအရင်ဆုံးတွန်းထားလိုက်တယ်ပေါ့ပြီးတော့မှဒီမက္ကဆီကိုကတော့လိုက်ကစားရင်းနဲ့ဘလို့မှလိုက်ကစားလို့မရတော့အဲ့ပွဲမှာလည်းအင်္ဂလန်အနေကရနဲ့တရားထုတ်ခံပြီးတော့ဒါတက်မကြပဲပနတီရပါပြီးတော့ဒါ3-2ဆိုတဲ့ရလဒ်နဲ့ဒါဒီကွာတာဖိုင်နယ်ကိုတက်သွားတာပေါ့အဲ့ကွာတာဖိုင်နယ်မှာဆိုလို့ရှိရင်ဒါနော်ဝေကိုလည်းသူတို့တွေရန်ကောင်းတဲ့ဒီကစားပုံနဲ့သူကစားခဲ့တာပေါ့ဘူးဒီအဲ့ချိန်တုန်းကလည်းတက်စစ်ကလည်းအရန်ကြီးမထိရောက်ဘူးနော်အဲ့ပွဲတုန်းကဒီနော်ဝေကပဲကျွန်တော်တို့ပွဲကြည့်နေနေဒီပွဲကိုဖျက်သွားမယ်လို့ပဲကျွန်တော်တို့ထင်ထားခဲ့တာဒါပေမဲ့အင်္ဂလန်ကလည်းအင်္ဂလန်ပဲအင်္ဂလန်တခုရှိတာလေသူတို့ရကစားပုံမကောင်းပြီမဲ့လည်းလိုအပ်တဲ့အချိန်မှာလိုအပ်တဲ့နိုင်ပွဲတွေကိုသူတို့ရဘယ်လိုယူရမလဲဆိုတာသိနေတဲ့အသင်းပုံစံမျိုးဖြစ်နေတာနော်ဒီကစားပုံမကောင်းခဲ့တဲ့ပွဲတွေမှာလည်းဒါသူတို့ရအနိုင်ရပြီးတော့ဒါဒီဆီမီဖိုင်နယ်မှာအာဂျင်တီးနားနဲ့ဒီလာတွေ့တဲ့ပုံစံမျိုးတွေဖြစ်လာတော့ပေါ့နော်အဲ့တော့ဒီအာဂျင်တီးနားနဲ့ဒီအခုနောက်ဆုံးတွေ့ခဲ့တဲ့၃ပွဲမှာဆိုလို့ရှိရင်ဒါအာဂျင်တီးနားတပွဲတပွဲရှုံးအင်္ဂလန်လည်းအတူတူပဲပေါ့နော်ဒါဒီ2002မှာဆိုလို့ရှိရင်ဒါအင်္ဂလန်က 1-0 နဲ့အာဂျင်တီးနားကိုနိုင်ပြီးတော့1980 1988မှာဆိုလို့ရှိရင်ဒါဒီ2-2ဆိုတဲ့တည်ရလနဲ့ဒါပွဲပြီးခဲ့တယ်ပေါ့ဒါတည်းလည်းကမ္ဘာ့ဖလားမှာပဲတွေ့ခဲ့တဲ့ပွဲစဉ်တွေပေါ့နော်အဲ့တော့ဒီပွဲမှာဆိုလို့ရှိရင်ဒီအင်္ဂလန်နဲ့အာဂျင်တီးနားနဲ့တွေ့တဲ့ပွဲမှာဆိုလို့ရှိရင်ဒီနှစ်သင်းကြမှာနိုင်တဲ့တစ်သင်းရကျွန်တော်ဒီစပိန်နဲ့ဖိုင်နယ်ကန်မှာဖြစ်ပြီးတော့ဘယ်သင်းနိုင်မယ်ဆိုတာကတော့ဒါပြောရတာနည်းနည်းခက်တယ်ဗျအတင်းကနည်းနည်း level 2အနေထားတွေပဲဆိုတော့ပြီးရှင်ဒီအင်္ဂလန်မှာလည်းဒီတိုင်းရာဂျော်ဒန်ရှိတဲ့ဒီကွင်းလယ်ကစားသမားတွေရှိတယ်ပေါ့နော်တိုင်းရာဂျော်ဒန်ပေမဲ့လည်းအင်္ဂလန်ကစားသမားတွေကလည်းဒါအင်္ဂလန်ကစားသမားဆိုတဲ့အတိုင်းပဲသူတို့အင်္ဂလန်ကစားသမားဆိုလို့ရှိရင်ဈေးကကြီးကိုကြီးရမှာနော်ဈေးကကြီးကိုကြီးတယ်အဲ့ဒါကြောင့်မလို့အဲ့ဒါချင်းလည်းရှင်ကိုကခတ်တယ်တချို့ဒီအာဂျင်တီးနားမှာလည်းကောင်းတဲ့ကွင်းလယ်ကစားသမားတွေရှိတယ်ပေါ့နော်ဒါပေမဲ့ဈေးကတော့သူတို့တော့အဲ့လိုမကြည့်ဘူးကစားပုံလည်းကောင်းကြတယ်အဲ့တော့ဒီပွဲမှာဆိုရင်အာဂျင်တီးနားနဲ့အင်္ဂလန်နဲ့ပွဲမှာဆိုရင်ဘယ်သူနိုင်သွားမယ်ထင်တယ်အခုဘယ်လိုပြောမလဲဒီ line ပေါ်မှာဆိုလို့ရှိရင်လည်းဒီအင်္ဂလန်ကိုအာဂျင်တီးနားဒီရှုံးပြီးတော့ဒီအာဂျင်တီးနားနဲ့စပိန်နဲ့တွေ့ပဲ final ဆိုလို့ရှိရင်လူချင်းကြတဲ့ final ပေါ့နော်ဒါတော့ဖြစ်လာမလားဒါတော့ပွဲပြီးမှသိမှာပေါ့နော်ကဲအားလုံးပဲကျွန်တော်ရဲ့ဒီ YouTube channel မှာလည်းဒီဗီဒီယိုဒီဘောလုံးပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနော်နေ့စဉ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ YouTube channel ဖြစ်ဖြစ်အခုကြည့်နေတာဒီ Facebook ကဖြစ်ဖြစ်နော် follow နဲ့ subscribe လေးလုပ်ပေးကြပါဦးလို့နော်အားပေးလို့လည်းရပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ